ဒီနေ့မှာတော့ဂျပန်နိုင်ငံမှာနာမည်ကြီးတဲ့ဒဏ္ဍာရီလာတရေဖြစ်တဲ့ယူကီအိုနာဆိုတဲ့တရေချောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ယူကီအိုနာဆိုတာဘာတူလဲ။ယူကီအိုနာဆိုတာကတော့ဓာတ်ရိုက်ဘာသာပြန်ရင်တော့အင်္ဂလိပ်လိုဆိုရင် Snow Woman မြန်မာလိုဆိုရင်တော့နှင်းမျိုးသမီးလို့အဓိပ္ပာယ်သက်ရောက်ပါတယ်။သူမဟာဂျပန်ရိုးရာယုံကြည်မှုတွေကရောခိုင်လို့ခေါ်တဲ့တရေဝိညာဉ်တွေအမျိုးအစားတွေမှာပါဝင်တာပဲဖြစ်ပါတယ်။ဆောင်းရသည်နှင်းထူထပ်တဲ့တောင်တန်းတိသွားတွေနဲ့နှင်းမုန်တိုင်းကြားတဲ့ညတွေမှာပေါ်လာတတ်တယ်လို့ရှေးလူကြီးတွေကပြောကြပါတယ်။သူမရဲ့သားရည်ကတော့စီးနှင်းလိုပဲဖြူဖြော့လွန်းတဲ့အသားရည်ရှိပြီးတစ်ခါတရံမှာပေါက်ထွန်းပြီးမြင်နိုင်တယ်လို့လည်းဆိုကြပါတယ်။သူ့မှာရှည်လျားပြီးလက်မောင်တဲ့စံတွေလည်းရှိနေပါသေးတယ်။ယူကီအိုနာဟာဂျပန်ရိုးရာဝတ်စုံဖြစ်တဲ့ကီမိုနိုကိုပဲဝတ်ဆင်လေးရှိပါတယ်။ယူကီအိုနာမှာထူးခြားချက်နောက်တစ်ခုလည်းရှိနေပါသေးတယ်။ဒါကတော့သူမဟာနှင်းမြစ်ပေါ်မှာလမ်းလျှောက်တဲ့အခါရှေ့ရလုံးဝမထင်ပါဘူး။လေထဲမှာမျောလွန်းနေတယ်လို့မျိုးသွားတတ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာအလွန်အေးဆက်ပြီးသူမနဲ့ထိတွေ့မိသူတိုင်းဟာအေးခဲသွားတတ်ပါတယ်။ဒဏ္ဍာရီအများစုမှာတော့ယူကီအိုနာဟာအရင်ရက်ဆက်တဲ့ဝိညာဉ်တစ်ကောင်ပဲဖြစ်ပါတယ်။သူမဟာစီးနှင်းမုန်တိုင်းတွေထဲမှာလမ်းပြောင်းနေသူတွေဒါမှမဟုတ်တောထဲမှာပိတ်မိနေသူတွေစီကိုရောက်လာတတ်ပါတယ်။သူမရဲ့အေးဆက်တဲ့အသက်ရှင်ငွေနဲ့မှုတ်ထုတ်လိုက်ရင်လူတွေဟာရေခဲရုပ်လို့ဖြစ်ပြီးသိဆုံးသွားတတ်ပါတယ်။တချို့ပုံမြင်တွေမှာတော့လူသားတွေရဲ့သက်ဆောင်စွမ်းအင်ကိုစုပ်ယူစားသုံးတယ်လို့ဆိုကြပါတယ်။တခါတရံမှာတော့လှပတဲ့ဝင်းမပြုတ်လေးရောင်ဆောင်ပြီးအမျိုးသားတွေကိုတောနဲ့ထဲခေါ်ကအေးခဲသိဆုံးသွားစေတယ်လို့လည်းဆိုကြပါတယ်။ယူကီအိုနာနဲ့ပတ်သက်ပြီးအထင်ရှားဆုံးနဲ့လူသိအများဆုံးပုံမြင်ကတော့လီကာတီယိုဟန်ရေးဖွဲ့ထားတဲ့ပုံမြင်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အဲ့ဒီပုံမြင်လေးကတော့မိုဆာကူလို့ခေါ်တဲ့အဖိုးအိုနဲ့မီနိုကီရှီလို့ခေါ်တဲ့လူငယ်တစ်ခုတ်သမားနှစ်ယောက်ဟာနှင်းမုန်တိုင်းကြောင့်တဲအိုပြက်ထဲမှာဝင်ရောက်ခိုလုံခဲ့ပါတယ်။ညတကောင်ရမှာတော့ယူကီအိုနာရောက်လာပြီးအဖိုးအိုမိုဆာကူကိုအေးဆက်တဲ့အသက်ရှင်ငွေနဲ့မှုတ်ကတက်လိုက်ပါတယ်။လူငယ်လေးမီနိုကူရှီကိုတော့အရန်ငယ်လွန်တာကြောင့်တနာပြီးအသက်ကိုရှမ်းသာပေးခဲ့ပါတယ်။ဒါပေမဲ့ဒီညအကြောင်းဘသူကမှပြန်မပြောပါဘူးဆိုတဲ့ဂတိကိုတောင်းခဲ့ပြီးပြန်ပြောခဲ့ရင်မင်းကိုတပ်ပစ်မယ်ဆိုပြီးပျောက်ကွယ်သွားပါတော့တယ်။မီနိုကူရှီရွယ်ရောက်လာတဲ့အခါမှာတော့အလွန်လှပပြီးကြက်တည်ရရှိတဲ့အိုယူကီနဲ့ထိမ်းများလက်ထပ်ခဲ့ပြီးသားသမီးတွေနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။တညနေမှာတော့မီးလုံးနေရင်မီနိုကီရှီကသူ့မိန်းမရဲ့အလှပကိုငေးကမင်းကိုကြည့်ရတာလွန်ခဲ့တဲ့နှစ်တွေကငါတွေးခဲ့ဘူးတဲ့ယူကီအိုနာနဲ့တူတယ်လို့ပဲလို့လှုပ်ခနဲပြောခဲ့မိပါတယ်။ဒီအချိန်မှာသူ့မိန်းမဟာယူကီအိုနာအဖြစ်သို့ချက်ချင်းပဲပြောင်းလဲသွားပါတော့တယ်။ရှင်ကတိကိုဖျက်လိုက်ပြီးတကယ်ဆိုရှင်ကိုတတ်ရမှာဖြစ်ပေမဲ့ငါတို့ရဲ့ကလေးတွေကိုငဲညသောအဖြစ်ရှင်ကိုဒီတခါခွန်းလွှတ်ပေးလိုက်မယ်။ကလေးတွေကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ပါလို့ပြောပြီးနှင်းမုံတွေဖြစ်ပြောင်းကထာဝရပြောက်ကွယ်သွားပါတော့တယ်။ယူကီအိုနာဟာမီနိုကီရှီကိုဘာကြောင့်မတက်ဘဲနဲ့ခွန်းလွှတ်ပေးခဲ့ရတာလဲ။ကွန်မန့်မှာဖြေသွားပေးကြပါအောင်။